ငါပါဒီနေ့နော်တစ်ဖက်သူရဲ့သဘောထားအမှန်လေးပေါ့နော်ကြည့်အောင်ခဏလုပ်ပေးဖြစ်တဲ့အဲ့ဒီဗီဒီယိုပေါ့နော်အခုလည်းဒါလုပ်ပေးရှင်စိတ်ပေါက်လို့နော်အဲ့တော့တစ်ဖက်သူရဲ့သဘောထားအမှန်လေးကြည့်မယ်ကိုနဲ့ပတ်သက်ပြီးအခုဘာကြောင့်တွေးနေမလဲအဓိကတော့ energy check ပေါ့နော် energy check ပုံစံမျိုးလေးလုပ်ပေးမယ်နော်ဟုတ်ပြီနော်ကဲအဲ့တော့ share ဖက်လုပ်လိုက်မယ်တစ်ဖက်သူရဲ့သဘောထားအမှန်ပြီးတော့မင်းတို့ညလက်ရှိ energy ရပါဆက်ဖြစ်နေပေါ့နော်ဒီနှစ်ကောအထိမင်းတို့ညရဲ့အခြေအနေမင်းရဲ့အခြေအနေ energy check လေးလုပ်မယ်အဲ့တော့ဒီနေ့ရော oracle card တွေရောမပါတော့ဘူးเนาะAce of Cups ကြားရကက်ကလေးရောကောင်းတယ်เนาะဒီတစ်ခါ Base of the Deck ရော Page of Pentacles Queen of Cups အဲ့တော့နော်ကိုတွေးထားတဲ့သူကကိုအကြောင်းတွေးနေရမျိုးပြတယ်တကယ်မင်းအကြောင်းတွေးနေရနော် तू ကမင်းဒီထက်ပို့ပြီးတော့ grow up ပို့ပြီးတော့ဖြစ်လာအရင်ထက်ပို့ပြီးတော့လှလာတာအရင်ထက်ပို့ပြီးတော့ strong mindset ဖြစ်လာတာ तू အဲ့ဒါလေးကိုသဘောကျရပေါ့နော်ဒါမင်းဒါ तू ငွေရှာပြီးတော့ပေါ့နော်ဒါကိုချောက်ဖို့ကိုရက်တည်နိုင်တာ strong ဖြစ်တဲ့ကောင်မလေးဒါမှမဟုတ် strong ဖြစ်တဲ့ကောင်လေးပေါ့နော်အဲ့ဒီ mindset နဲ့ तू ကအဲ့မင်းရဲ့စိတ်နေစိတ်ထားဒါအပြုတ်အမူအနေထိုင်နေအကုန် तू သဘောကျနေရအဲ့ဒီတစ်ဖက်သူဒီမင်းရဲ့ EH လည်းဖြစ်နိုင်လို့လက်ရှိဒါကိုနဲ့ dealing လုပ်နေတဲ့သူလည်းဖြစ်နိုင်မယ်ပေါ့နော်တေချာတခုကသူမင်းเจ้าတွေးနေရမင်းကတော်တယ်ထက်မြက်တယ်ကိုချဘုတ်ကိုရက်တည်နိုင်တယ်ပေါ့နော် तू ကအစကနေကမင်းကို तू အထင်ကြီးပါတယ်နော်အစကနေက तू အထင်ကြီးရတယ်အဲ့တော့ဒီ Ace of Cups ဆိုတဲ့ပုံစံမျိုးကသူ့ဘက်မှာလေမင်းနဲ့ပတ်သက်ပြီးတော့အချစ်ရှိရဲ့အချစ်ရှိရှာတယ်အဲ့လိုပဲပြောရမယ်နော်ဘာလို့လဲဒီမှာ Page of Cups Ace of Cups ဆိုတဲ့ပုံစံအတိုင်းဒါချစ်ချင်းမြတ်တာတွေပေါ့နော်ချစ်ချင်းမြတ်တာတွေဒါမှ potion နေရာမျိုးဒီမှာလဲဒါ potion something တခုခုပေါ့နော်ဒါ do you feel that in your head that potion ဒီရတဲ့ okay အဲ့တော့ဒါ तू ကမင်းနဲ့ပတ်သက်ပြီးတော့ချစ်တဲ့အကြောင်းလေးတွေပေါ့နော် तू တဖြည်းဖြည်းသူ့စိတ်ထဲမှာရောက်နေပြီ EH လည်းဖြစ်နိုင်တယ် EH ကအရင်တော့မင်း plate ထား EH ဖြစ်ကောင်းဖြစ်လိုက်မယ် EH အခြေအနေဆိုရင်အခုချိန်မှာ तू မင်းလှလာတာမင်းပို့ပြီးတော့ grow up ဖြစ်လာတာပို့ပြီးတော့ယောက်ျားလေးဆိုပို့ပြီးတော့ချောလာတာပို့ပြီးတော့ဒါစော်ကြည်ပဲဖြစ်လာတဲ့ sorry ဝိုင်းလည်နေတဲ့ပုံစံမျိုးဆို तू အဝေးကနေကြည့်နေ तू မင်းतू grow up ဖြစ်လာလိုက်တာပဲဒီကာလအခိုက်အတန့်တွင် तू တော်လာလိုက်တာ तू မိုက်လာလိုက်တာအဲစသဖြင့် EH ကကိုကြောင့်တွေးနေတယ်အဲ့တော့မင်းဘက်ကလည်းတကယ်ပဲကိုဆက် focus နဲ့နေထိုင်တဲ့သူတယောက်ပေါ့နော်အဲ့လိုမျိုးတယောက်အဲ့ဒီကောင်းကျိုးလေးတွေအခုချိန်မှာကိုခံစားနေရကိုယ့်ရဲ့ energy အကောင်းထဲမှာဖြစ်နေပြီပေါ့နော်ရှေ့လျှောက်ကိုအကောင်းတဲ့အရာတွေပဲဖြစ်လာမှာကိုလိုချင်တဲ့အရာတွေ attract လုပ်လာနိုင်မှာအခုလေဒါမင်းရဲ့အတွေးတွေကတစ်ဖက်သူကမင်းပေါ်မှာလုံးဝလေးစဉ်းစားနေတယ်တော့စဉ်းစားနေရဆိုတဲ့ပုံစံမျိုးကသိလားတခြား deck နဲ့ကြည့်ပေးမယ်အဲ့တော့နော်ဒီ deck လေးနဲ့ပဲကြည့်ကြအောင်အဲ့မင်းတို့နှစ်ယောက်ပေါ့နော်တစ်ဖက်သူကစဉ်းစားနေရမင်းအကြောင်းသူ့ရဲ့ current energy ကသူမင်းအကြောင်းတွေးနေရပေါ့နော်အဲ့နောက်တစ်ခုကမင်းစီကိုသူ action ယူလာမလားရှူရှာမှာ broယူလာမလားဆိုရင်တော့ယူလာနိုင်မယ်7 over သူကလေဒီလားမဲစီကိုသူ action ယူလာခြင်းနဲ့ယူခြင်းနဲ့EH တွေဆိုလဲသူမင်းစီကိုပြန်လာခြင်းနဲ့စိတ်ထဲမှာလည်းရှိရဒါပေမဲ့သူကလေသူ့ကိုအဲ့လိုအပြစ်တင်စကားပြောမယ်သူကဘေးဘက်ဝင်ခြင်းတွေကိုသူကအနည်းအာရုံစိုက်နေမင်းရဲ့ EH ကအဲ့တော့မင်းစိတ်ထဲမှာရှိနေတာ situationship ပုံစံမျိုးအနေထားမှာဆိုလဲအဲ့မင်းရဲ့တစ်ဖက်သူကသူများပြောစကားတွေသူနားယောင်ပြီးတော့မင်းစီကိုရှေ့တိုးမလာတာဆက်သွယ်လာလိမ့်မယ်သူစိတ်ထဲမှာလည်းတကယ်ရှိရဒါပေမဲ့သူကလေတတိမရှိသေးဘူးပေါ့နော်ဘယ်လိုပြောမလဲဒါမင်းစီကိုလမ်းလာဖို့အတွက်ဒါသူများပြောခံရမှာသူကြောက်နေတာတတိမရှိသေးဘူးလို့ပဲပြောရမယ်
မင်းကိုချစ်တဲ့စိတ်ထဲမှာရှိရဲ့နော်တတိမရှိသေးသူများပြောခံရမှာကြောက်နေရမျိုးနော်ဒါနည်းနည်းလေးတွေးဟဖြစ်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေးရအဲ့တော့အဆက်အသွယ်တစ်ခုကတော့တေချာပေါက်ကိုပြန်ရမှာအဆက်အသွယ်ရလိုက်မယ်သူကိုစီကနေပဲသူကိုစီကို action နေယူလာလိုက်မယ်မင်းတို့ကျင်တဲ့ action မင်းတို့ကျင်တဲ့အဆက်အသွယ်တစ်ခုမင်းတို့ကျင်တဲ့ commitment တစ်ခုဖြစ်ကောင်းဖြစ်နိုင်မယ်မင်းတို့နှစ်ယောက်ကလေဒါနှစ်ယောက်က soul connection ရှိရလို့ခံစားမိအခုကြည့်နေတဲ့သူတွေတစ်ဖက်သူပေါ့နော်နှစ်ယောက်က twin flame soul mate တွေလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဒါအဓိကဒီဆက်ဆံရေးဒီ connection ကအကြောင်းမဲ့တွေးဆုံထားတာမျိုးလို့မဟုတ်ဘူးเนาะဒါသတ်မှတ်ထားပြီးသားဒီလားသတ်မှတ်ထားပြီးသားလို့ပြရတယ်ဒီနေ့ reading လေးကြည့်အောင်ဆိုပေါ့နော် energy check အနေထားရအဲ့တော့မင်းတို့နှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုရင်သူဆက်သွယ်လာလိမ့်မယ်အချိန်တော့စောင့်တကယ်ဆက်သွယ်လာမှာနော်အဲ့တော့မင်းတို့ကျင်တဲ့ commitment တစ်ခုလည်းသူပေးလာနိုင်မယ်အဲ့တော့မင်းတို့နှစ်ယောက်ကြားရမှာ right time ရောက်တော့မှာအခုအရင် energy တုန်းကကျတော့ right time ရောက်ဖို့လိုသေးတယ်အခုကျတော့မဝေးတော့ဘူးတကယ်မဝေးတော့ဘူးဆိုရင် energy မျိုးလေးရတယ်ဒီ deck နဲ့ပဲဆက်ကြည့်ပေးမယ်ဒီ deck ကပဲရန်ခေါ်လိုက်ဖြစ်နေဒီ deck ကိုလည်းပြချကြည့်ပေးမယ်အဲ့တော့ခုကဘာကြည့်ပေးရင်ကောင်းမလဲသူရဲ့လက်ရှိ current energy အရာတော့နည်းနည်းလေးနည်းနည်းပတ်သက်ပြီးတော့တွန့်ဆုတ်တွေးဟာဖြစ်နေတာမျိုးတော့သူကတလောကလုံးနဲ့မလဲရဲသေးဘူးမင်းသူစိတ်ထဲမှာတော့ရှိရဒါပေမဲ့သူအားလုံးနဲ့မလဲရဲသေးဘူးနည်းနည်းလေးသူများပြောခံရမှာကြောက်နေတာမျိုးတိမ်ငယ်စိဝင်နေတာမျိုးရှိရမင်းနဲ့ပတ်သက်ပြီးတော့ဆိုမင်းတို့နှစ်ယောက်ရဲ့ဒါ right time က time လေးတစ်ခုသိရမလားနော်မင်းတို့နှစ်ယောက်ရဲ့ right time ဘယ်တော့ရောက်လာမလဲဟာမဲ့အချိန်ကတော့မပြောပြဘူး universe ကနော် right time ရောက်တော့မှလားအချိန်အတိအကျသိရမလားဆိုရယ်မေးခွန်းမှာတော့အချိန်အတိအကျတော့မပြောပြလို့မရသေးဘူးဒီ reading ကဒါအဲ့လို timing မပါဘူးတခြားမပေးဘူးနည်းနည်းလေးတော့ဒါလမ်းပြောင်းနေအောင်မယ်ကိုပြန်ရှာဖွေအောင်မယ်တစ်ဖက်သူစီကမလားမင်းလမ်းပြောင်းနေရကြည့်အောင်မိုက်လိုက်တာမင်းလမ်းပြောင်းနေရ right time တစ်ခုရောက်ဖို့မင်းအများကြီးဒါစူးစမ်းခဲ့ပြီးစူးစမ်းလိုက် right time ရောက်ဖို့မင်းရှေ့ဆက်သွားနေဒါမဲ့ तू ကမင်းစီကိုအလင်းရောင်လေးခံပြီးတော့လာလိုက်မယ် तू လာမှာပါမပူပါနဲ့နော်အဲ့တော့ဒီမှာတော့ timing ကတော့အတိအကျတော့မပြောဘူးရှင်နော်ဒါပေမဲ့ဒါတွေကိုမပြောဘူး universe ကလာမှာနော်right time တစ်ခုရောက်ဖို့မျှော်နေရနော်လမ်းနေလည်းပြောင်းနေအမောင်ထဲမှာအလင်းကိုရှာတွေ့ဖို့စူးစမ်းနေရခုချိန်ကြီးလည်းစူးစမ်းနေအောင်စူးစမ်းရှောက်နေစေပဲ right time ကိုရောက်ဖို့ဒါပေမဲ့လမ်းရဲ့အဆုံးကိုသာရှောက်သွားလိုက်သူကဖျောင်းနိုင်လေးကင်ပြီးမျိုးဆောင်နေအလင်းလေးကင်ပြီးမျိုးဆောင်နေမပူပါနဲ့ရှင်တို့နှစ်ယောက်ကမပြီးပြတ်ပါဘူးနော် right time ပဲလို့တော့အချိန်လေးပဲစောင့်ရမှာဒီမှာတော့တီးကြတဲ့ timing တစ်ခုတော့မပြီးထားဘူး universe ကအဲ့တော့မင်းရဲ့ energy ပြောင်းလဲတဲ့ပေါ်မှာလည်းမူတည်သေးရပေါ့နော်ကိုယ့်ရဲ့ energy ကောင်းမကောင်းเนาะလူတယောက်ပေါ်မှာအရင်ကြီးစောင့်နေပူကြတတ်တယ်အရင်မျောနေပြန်မလာတတ်ဘူးเนาะအဲ့တော့ကိုဘာလုပ်ရမလဲကိုလုပ်ဆရာရှိအောင်ပဲကိုလုပ်ရမလဲကိုအတွက်ကိုပဲကို view site ကိုအတွက်ကိုပဲတွေးမယ်သူများကြောင့်နေမတွေးဘူးသူ့တော့တတိယမှာပေါ့နော်ဒါမှထားလိုက်ပါတတိယရဲ့အချိန်မှာသူလည်းသူ life နဲ့သူကိုလည်းကို life နဲ့ကိုပဲလေးဆိုပြီးတော့အဲ့ဒီအရာသာရေရွတ်ပြီးတော့နေပါနော်အဲ့အခုတစ်ခေါက် current energy လေးကတော့တိတ်မစိုးဘူးပေါ့နော်မစိုးတဲ့ energy လေးနော်ဒါ right time ကလိုတော့မှာတဖြည်းဖြည်း reading နဲ့ energy check reading နဲ့ကြည်လာသမျှright time ရောက်လာတော့မှာအချိန်တိကျမပြောပေးရ universe ကအဲ့ဒါတော့မင်းတို့ဘက်ကဒါ energy ကောင်းနေရမှာပေါ့နော်အဲ့တော့မင်းတို့ညောက်ကြားမှာ right time ဆိုတာရှိရတကယ်ရှိရမရှိဘူးမဟုတ်ရှိရခုန reading နဲ့တက်တည်ပဲနော်တကယ်ရှိရဆိုတော့ယုံကြည်နဲ့တာကွာလောက်ဆရာရှိရကိုလုံနေပါကျန်တာ universe ကသူ့အတူစီစဉ်ပေးပါလိမ့်မယ်နော်အဲ့တော့အမှန်တော့ကွာဒီနေ့လောက်ချင်တဲ့ reading လေးက healing ပေးဖို့ပဲနော်ဒါကိုကဒါအများကြီးပေါ့နော်ဒါလူတယောက်ပေါ်မှာအစွဲလားမရှိဘူးအဲ့ဒါပြောပြချင်တာဒါပေမဲ့ energy check အနေထားရဒါမပြောလိုက်ရဘူးเนาะဒါနှစ်ယောက်က right time ဆိုတာရှိရဲအဲ့တော့ခုနပြောတဲ့စကားလေးကိုပဲမှတ်ထားပါเนาะ
မဆောင်နဲ့ဆောင်ရင်ပိုကြတတ်တယ်ညော်ရင်ပိုလွဲတတ်တယ်ပိုပြီးတော့ဆောင်ရတတ်တယ်အဲ့တော့မမျော်နဲ့ဘာလို့အောင်မလဲကိုလို့ဆရာရှိအောင်လုပ်အောင်ပါဒီနေ့ healing message ကဒါဒီလောက်ပဲနော်ပြီးတော့ဒါသူမသူပဲဆိုရဲအစွဲကြီးလေးမထားနဲ့ကိုကဒီချိန်မှာ right time မရောက်တွေ့ကိုယ့်ဘက်မှာရွေးချယ်ရစရာရွေးချယ်လို့ရတယ်ကိုတိုင်းဒါကိုပြန်ရွေးချယ်လို့လည်းရသလိုကိုပေါ်ကောင်းတဲ့သူလည်းရွေးချယ်လို့ရတယ်အဓိကသူမသူပဲဆိုရဲစွဲကြီးမထားနဲ့အဲ့လိုလေးဖြစ်စီချင်တာ universe ကလည်းမင်းကိုအဲ့လိုလေးဖြစ်စီချင်တာကိုယ့်ရဲ့ဒါ hatch ကိုယ့်ရဲ့နှလုံးသားကိုပေါ့နော်ပိတ်မထားနဲ့ hatch chakra လို့ပြောမှာပေါ့နော်ကိုယ့်နှလုံးသားကိုပိတ်မထားနဲ့သူမသူပဲအဲ့အစွဲလန်းတစ်ခုနဲ့ကိုယ့်ရဲ့နှလုံးသားပို့ပြီးတော့ပိတ်ထားရင်ပို့ပြီးတော့ဒီတန်တရားတွေကနေလွတ်မြောက်မှာမဟုတ်ဘူးအဲ့တော့နှလုံးသားကို open လုပ်ထားလိုက်ကိုယ့်အနေနဲ့ဒါကြုံရဆုံရမယ့်ရည်စက်တွေမှာကောင်းကောင်းလေးကြုံလိုက်ဆုံလိုက်ကိုယ့်နှလုံးသားကိုချုပ်တီးမထားနဲ့ကိုယ့်နှလုံးသားလွတ်လပ်ခွင့်ပေးလိုက်ကိုယ့်နှလုံးသားမင်းမပဲဆိုအစွဲလိုင်းထားနေသွေးကိုယ်လည်းလွတ်မြောက်မှာမဟုတ်ဘူးအဲ့တော့ဖြစ်လာသမျှအရာရာကိုက flow လေးအတိုင်းသွားပြီးတော့နော်ဒါကြော့ဖြတ်ပါလို့ပြောချင်တယ်အရာရာအလုံးလက်ခံပြီးတော့ flow လေးတိုင်းပဲသွားပါ right time ရောက်ရင်မင်းတို့နှစ်ယောက်ကြားတဲ့ကိုဘယ်အနောက်ရက်ဘသူကမှအတားစီအနောက်ရက်ဝင်လို့မရအောင်နော်အဲ့လူနှစ်ယောက်က right time တစ်ခုရောက်လာရင်သူ့ဘက်မှာလည်းတပ်ပါလိရှိရကိုယ့်ဘက်မှာလည်းတပ်ပါလိရှိနေဆိုရင်တော့လုံးနေပြပြတ်သွားလိမ့်မယ်တကယ်တော့အဲ့တကယ်တော့လုံးနေပြပြတ်သွားလိမ့်မယ်ကဲကြမှာပဲသူဖဲသွားမှာအဲ့အကြောင်းပြောတာကဲအသူ့လို့သူလုံးမှာမင်းကမင်းလုံးမင်းလုံးဖို့ပဲဆိုတာအဲ့အမြင်ပြောတာနော်တချို့ဒါ spiritual ဘိုင်းနဲ့ဝေးတဲ့သူတွေကြောင့်အရင်အစွဲထားရပါတော့ဒါ flow လေးတိုင်းမသွားနိုင်ကြဘူးနော်ဖြစ်ပျက်ကိုလက်မခံနိုင်ကြဘူးအဲ့လိုမျိုးလေးကြောင့်ကိုယ်ပြုတ်ပို့ပြီးတော့ပိတ်လောက်တယ်ဖြစ်ပျက်ကိုလက်ခံကိုလို့ရှိရလို့နော်အစွဲလည်းအရင်မထားနဲ့ဒီချိန်မှာဟိုချစ်စရာရှိရလူကိုချစ်ကောင်းပေးစရာလူကိုရှိရကောင်းပေးကျန်တာသူလည်းမင်းနဲ့ right time အတွက်သူဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဓိကတော့ချက်ဒီ head chakra block မဖြစ်နေစေဘူးရည်ရွယ်ချက်ပါနော်လာတော့ကိုယ်တိုင်လည်းအဲ့အရာနဲ့ပတ်သက် block ဖြစ်နေခဲ့ဘူးလို့ကဲဟုတ်ပြီကဲအဲ့တော့ဒီနေ့ reading ဒီလောက်ပဲနောက်နေ့ reading နေမှာပြန်တွေ့မယ်နော်နောက်နေ့ reading ကျတော့ဒါ healing message လေးပြောပြပါမယ်နော်ဒီနေ့အတွက် healing message လေးကဒီ energy chat package နဲ့သက်ဆိုင်လူလေးကိုပြောပြသွားရဲယူတတ်ရင်တော့ရမှာပါနော် bye bye